ကျွန်တော်တို့ကတမိုင်းတကြောင်ချေးဆာမိဆုံးခက်ကလာတခုမှနေထိုင်နေကြလာပါကျွန်တော်ပတ်ဝန်းကျင်ကအရာရာပိုစမကြလာနေပါတယ် EID စမတ်အင်ဒီအမြဲတမ်းပွင့်နေတဲ့စပစ္စည်းတွေပေါ့တော့ပူမြဆန်လာတယ်ပိုစင်ပြေလာတယ်ပို့ပြီးတော့လည်းချိတ်ဆက်မိလာပါတယ်ဒါပေမဲ့ဒီလိုတူတက်မှုတွေဖြစ်နေချိန်မှာပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာတိတ်တဆိတ်ကြီးထွာလာနေတဲ့အခြားအရာတစ်ခုရှိနေပါလေအဲ့ဒါကမမြင်ရဘူးအတန်မထွက်ဘူးပြီးတော့နေရာတိုင်းမှာရှိနေတာပဲအခု EMD 100ဟာ Ambient Electro Smog Index လို့ခေါ်တဲ့ AEI ဆိုတဲ့ကိုပိုင် scale ရဲ့ကိုအသုံးပြုထားပါတယ်အဲ့ဒါကိုအစိမ်းကနေဟွာလိမ်မော်နဲ့အနီးရောင်ဆုံးနေတဲ့အထိရိုးရှိနဲ့အမြင်အယူလမ်းညွန်တစ်ခုလိုမှကျူလိုက်ပါ။ရောင်တိုးစီကတင်ပတ်ပင်ဂျင်မှာရှိတဲ့ Electro Smog Command နဲ့မတူနေတာကိုပြသနေပါတယ်။အဲ့ဒါကိုမြင်လိုက်ရပြီဆိုရင်တင်တော်ဝေးစင်မှာညဉ့်ညမ်းမှုဒီဘလောက်ရမရှိနေလဲဆိုတာစတင်သတိပြုမိလာပါလိမ့်မယ်။အခုလက်တော့အချိန်မှာဘာတွေထိဖြစ်နေလဲဆိုတာကြည့်လိုက်အောင်။အန်ကွာဒီမှာပါပြန်တဲ့ဆိုနီ EMD 100ကနေပြတဲ့ AEI အစင်းဒီဟာရန်မီလီဟာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ကျွန်တော်ရဲ့ laptop မှာရော tablet မှာရောပြီးတော့ကျွန်တော်အသုံးပြုနေတဲ့ smartphone မှာပါအားလုံးမှာမြင်နေတာကိုတွေ့ရပါတယ်။အခုပဲ M quad ကိုဖွင့်လိုက်ပြီးတော့အခြေအနေကိုသိချာလေးစောင့်ကြည့်ပြီးပါအောင်ခင်ဗျာ။ M quad ကိုဖွင့်လိုက်တဲ့ခဏမှာပဲ Harmony Enjoying အနီရောင်ဝမီအစင်းရောင်ကိုပြောင်းသွားပါလေ။ဒါဟာအေကွာတဲ့လူလူလေးတဲ့အခါပုံဝင်ချင်းဟာပိုပြီးမြတ်တာညင်ညွတ်သွားတဲ့ဆိုတာကိုပြသနေတာမှာဒီတော့ AEI အစင်းကြီးကလည်းအစင်းအောင်ဆုံးကြီးကျဆင်းသွားပါမယ်။အဲလာကြောင့်အန်ကွာဟာသူ့မှာရှိနေတဲ့စွမ်းထက်ဆုံးကိုပိုင်ကာကိုကြီးပစီတီတဲ့တခုဖြစ်လာတာပါ။